သေကန်နီးမှာကပ်ပြီးတော့ပေါ့လေသေကန်နီးစစ်တဲ့လေးမှာကပ်ပြီးတော့မိမိရောက်မဲ့ဘုံဌာနအရေးနမိတ်မြင်ရတတ်ပါတယ်ဒါပြည်တံများခုဟောတဲ့ပုဂ္ဂိုလ်နားတဲ့ပုဂ္ဂိုလ်အလုံးသေကြမှာပါမသေးရဘူးလားဘုဒ္ဓဇင်ဖြစ်နေသေမယ်ဆိုရင်လည်းမှတ်တာသေကန်နီးလေးမှာမိနစ်ပိုင်းလောက်မှာကပ်ပြီးတော့မိမိရောက်မဲ့ဘုံရဲ့အရေးနမိတ်လေးပေါ့မြင်လာရတယ်ဆိုကြစို့မိမိသေပြီးတဲ့နောက်ခွေးဖြစ်မယ်ဆိုရင်ခွေးမာကြီးပုံစံမြင်ရတယ်အဲ့ဒါခွေးပဲလို့တန်းသိလိုက်ဘလို့မှလုပ်လို့မရတော့ဒီချမ်းကာကွယ်လို့မရတော့ပါဘူးတခါပြိတ္တာဘုံပေါ့တစေတရေဖြစ်မယ်ဆိုလို့ရှိရင်အင်းကြီးတွေအိုင်ကြီးတွေတောကြီးတွေတောင်ကြီးတွေမြင်ရတယ်သိလိုက်ငါတော့ပြိတ္တာတစေတရေဖြစ်ပြီလို့အဲ့ဒါကပ်ပြီးတော့သိရတယ်ဘေးပုဂ္ဂိုလ်တွေတော့ဘယ်သူမှမမြင်ရဘူးသေမဲ့ပုဂ္ဂိုလ်ပဲမြင်ရတယ်နောက်တခါလူပြန်ဖြစ်မယ်ဆိုရင်မိမိကိမဲ့အမိဝမ်းရည်ပေါ့အမိတိမ်မဲ့ဆိုကြပါအဲ့ဝမ်းရည်ကဗလာနီအစင်းတရံလေးမြင်ရတယ်ဒါဆိုရင်လည်းဒီငါဒီလူ့ဘဝပြန်ရောက်တော့မယ်လို့သိပါတပံနတ်ပြည်ရောက်မယ်ဆိုရင်တော့နတ်သမီးတွေနတ်သားတွေဗိမာန်တွေပရိသတ်ပဲနေမြင်ရတယ်ဒါဆိုရင်လည်းသိလားငါဒီနတ်ပြည်ရောက်တော့မယ်လို့တပံငရဲကြမယ်ဆိုရင်တော့လေမိမိကိုနှိမ့်ဆက်မဲ့ငရဲသားတွေခွေးနဲ့ကြီးတွေငရဲမီးတွေအကုန်မြင်ရတယ်တကယ်ကိုပဲပူလောင်ပါတယ်တဲ့တကယ်ကိုပဲဆင်းရဲပါတယ်ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်များလူလွတ်နေအောင်អော်ကြတယ်အခုလည်းပဲဓမိလတန်ခါတည်းဟာလူလွတ်နေအောင်អော်ကြပါတယ်ကြဲကြပါမီးတွေညှိမ့်ပေးကြပါခွေးနဲ့ကြီးတွေမောင်းပေးကြပါနဲ့စူးညံလို့ချွေးတွေပြန်ပြီးတော့ခါတယ်ကြည်စမ်းကဲဘေးရသားတွေမရတွေကဲလို့ရသေးလားဒါကြောင့်အိမ်တော်ဦးစီးပုဂ္ဂိုလ်များအားလုံးကိုလည်းပဲမေတ္တာအပြည့်နဲ့ဒါပြောပါရစေတမ္မာအာဇီဝကြကြပဲရှာကြွေးကြပါခိုးကြွေးဖို့တက်ကြွေးဖို့လင်ကြွေးဖို့လုံးဝစိတ်မကူးကြပါနဲ့အေးခိုးကြွေးတက်ကြွေးမိစ္ဆာဇီဝနဲ့လှုပ်ကြွေးစားရင်တော့မိသားစုအားလုံးစားကြရမယ်ခံရင်တော့အဲ့ဒီရှားတဲ့ပုဂ္ဂိုလ်တယောက်တည်းငရဲသွားပါလေဗျာအဲ့ဒါလေးအားလုံးသိကြစေချင်ပါတယ်အခုကြည့်အဲ့လိုဖြစ်တော့ကဲသားတွေများတွေကလက်ပိုက်ကြည့်ရတယ်ဘာတတ်နိုင်သေးတော့ဘာမတတ်နိုင်တော့အဲ့ချိန်မှာသူကံကောင်းတယ်စူလနာဂတိတ်တာဆိုတဲ့ဆွမ်းခံကိုယ်တော်ဘာကြွယဟန်တန်ကဆိုတော့အဲ့ဒီအတန်နဲ့ကြည့်ကြတယ်နဲ့သိတယ်ဟာဒီဒီကိုင်းငရဲကြတော့မှာပဲငါ့ကိုဒီကိုင်းဆွမ်းလောင်းမှုတယ်သူကိုယ်တော်ဆွမ်းလောင်းမှုတဲ့ယဟန်တန်ကရှိမှတော့အဘယ်မကြတဲ့မှုငါကဲမယ်တတ်နိုင်တဲ့လောက်ကဲကြည့်မယ်ဆိုတခါတဲ့အိမ်မော်တက်ကြွငရဲသွားလူဆဲဆဲဒိမိလာတန်ခါတဲ့ခေါင်းရင်းကထိုင်ပြီးတော့ဒကာကြီးအခုကြွလာတဲ့ဒကာကြီးဆွမ်းလောင်းမှုတဲ့ယဟန်တန်ကဖြစ်ပါတယ်ဒကာကြီးကိုတရဏဂုံနဲ့၅ပါးသီလစောင့်တည်ပေးပါစေ